ဟိုချိတ်က150ချိတ်က150ချိတ်150ဒီကောင်ကခုံအဲ့နှစ်ခုပေါင်း3ခုနဲ့ရ400ပေါ့အော်ယူပေါ့တန်တာပေါ့အဲ့တော့ငါတို့ဒီမှာဝယ်တဲ့အားသာချက်ပဲပေါ့ဒီမှာဝယ်ရတဲ့ဒီမှာထိုင်းဝယ်ရတဲ့အားသာချက်ပဲပေါ့ဒီဝေတူးလေးတော်တော်ကျန်လို့ပေါ့ ဘယ်လောက်တယ်လဲဒီတော့1600ဟို1050လောက်နဲ့ရအော်1650မစိုးဘူးနော်ဆိုတော့ဒီမှာကိုကွာတယ်ကွာဒီလားဒီမှာဒီနောက်တွေမှာတော်တော်ကွာသွားတယ် crate ကပြီးတော့ဒီစာရန်လေးကတော့ဆေးရိုက်ကွာဒီမှာဒီကွာဟိုဘယ်လိုခေါ်လဲဖောင်းကြွခေါ်လားဘယ်လိုလဲအဲ့ဒါလေးကွာဒီလားဒီလိုဆိုစောသိတာကွာဒီမှာဆိုတစ်စိတ်ကိုရှိုးလိုက်ဒီကောင်ကဘာမှမဟုတ်တော့ quality ကိုဆောင်းလိုက်တယ်နောက်ဒီကောင်ကဒီလေသာလေးတွေပါသွားတယ်ကွာဒါကလေသာမပေါ့ဆိုတော့အဲ့ဒါဒီကောင်ကဘယ်လိုခေါ်လဲဟို replica လည်းမဟုတ်ဘူးကွာအဲ့လိုကျွန်တော်ကခွဲခဲ့အောင်ကျွန်တော်ကံမဲ့နေရမရှိဘူးဝင်ခဲ့ဝင်တော့ဝင်ခဲ့ဒီလိုစားခဏ9ပဲရှိတယ်ဘာမျိုးစားလဲမသိဘူးခဏ92လည်းမစိုးဘူးလေရောခု9ပဲရှိတယ်နော်မင်းကမှဖူဆယ်တဲ့ဟိုဘက်မှာဘရိကာတွေဘိုးမလေးဘယ်မှာရှော့တာအဟောင်းရှော့လောက်1050အဲ့ဒါအဟောင်းရှော့တာဟုတ်တယ်1050လားဒါတော့လည်း60ဘာမှမရှော့1680ဒါတစ်ချိန်ဟောင်းသွားပြီနော်ဒါနောက်ဆုံးထွက်တာလားဒါနောက်ဆုံးထွက်တာလားခုနောက်ဆုံးဟုတ်တယ်မလျှော့ပါဘူးဗျာမင်းလည်းဒီမှာရေးလိုက်ရတာလေ100ဟောမလျှော့ထားဘူး2040လည်းမလျှော့ပုံမလျှော့ထားတယ်ပုံမှန်1990ဟုတ်လားဒီအဲ့လို window တွေက Adidas ဆိုတော့စောက်တူတွေရှိတယ်ဟုတ်တယ်အတူရှိအတူတော့ဘာမှမသိဘူးဒါပဲကုန်စေကောင်းတော့မသိပါဘူးအဲ့တော့ဟိုဘာဖြစ်မယ်လဲခွေး3ပဲဖြစ်မယ်နော်ဒါလေးကဥမာပြောထင်ပါတယ်ခွေး3 2တော့မဖြစ်နိုင်ဘူးနော်3လောက်ပဲဖြစ်ပဲထင်ပါတယ်မစိုးပါဘူးအဲ့ဒီမှာဖက်တွေကိုပြတ်နေပြီဆိုတော့1100ကိုဓမ္မဝင်နဲ့မြောက်ရင်3နဲ့မြောက်ရင်348,500လောက်ပဲကြာတယ်စိုးဘူးလीနော် site ရှိလာတယ်လည်း price ကြည့်လိုက်မယ် site show လိုက်မယ်ဒီကောင်က41အဲ41ဆိုတော့လည်းသွားမေးကြည့်လိုက် site ရှိတယ်ရှင်းကင်လိုက်တော့ Oh, okay. Same price. Yes. ကျွန်တော်ကပထမထောင်ဆွဲလိုက်တာကွာ1100ကတော့ဒီမှာကိုကွာတယ်ကွာဒီလားဒီနောက်တွေမှာတော်တော်ကွာသွားတယ် crate ကပြီးတော့ဒီစာရန်လေးကတော့ဆေးရိုက်ကွာဒီမှာဒီကွာဟိုဘယ်လိုခေါ်လဲဖောင်းကြွခေါ်လားဘယ်လိုလဲအဲ့ဒါလေးကွာဒီလားတော့ quality တော်တော်ကွာသွားတယ်ပြီးတော့ဒီကောင်က1650 1650ဆိုကျွန်တော်ဒီကောင်ဒီမှာဗျာဒီလိုဆိုစောသိတာကွာဒီမှာဆိုတစ်စိတ်ကိုရှိုးလိုက်ဒီကောင်ကဘာမှမဟုတ်တော့ quality ကိုဆောင်းလိုက်တယ်နောက်ဒီကောင်ကဒီလေသာလေးတွေပါသွားတယ်ကွာဒါကလည်းတော့ပေါ့ဆိုတော့အဲ့ဒါဒီကောင်ကဘယ်လိုခေါ်လဲဟို replica လည်းမဟုတ်ဘူးကွာအဲ့လိုဘယ်လိုခေါ်လဲဟို grade 3လောက်ဖြစ်မှာပေါ့နော်ဒီကောင် grade 2 grade 1ဒါပေမဲ့သူတို့ Puma မှာကျွန်တော် Adidas လို့ Nike လို့ grade 3တွေ grade 2တွေ grade 1တော့မဟုတ်ဘူးသူက low class နဲ့ high class ဆိုတော့မသိဘူးကျွန်တော်ပြောတော့ဘူးနားမလည်ဘူးရှင်းပြဆိုဒီကောင်1650ဆိုတော့စိုးလေဒီကောင် size ဆိုင်တာဒီကောင်မရှိဘူးဒီကောင်မရှိတော့သူကဒီလိန်မော်ရမယ်တဲ့နီယော်ရမယ်တဲ့အဲ့လိုတော့ကျွန်တော်ပြောတယ်ဆိုတော့ကလိန်မော်နဲ့နီယော်လည်းငါဘာရွေးရလိန်မော်နဲ့နီယော်အားရွေးကောင်းလာတော့ဒီကောင်လာတော့နော်ဒီရောလာနော်လာနော်ဟာလာလိန်မော်နဲ့နီယော်တော့ငါစီမှာ Adidas က Predator အနေရှိတယ်နော်ပြီးတော့ Puma က material ကိုခိုးစိမ်းအောင်ဒီကောင်လည်းနီးတယ်နော်အဲ့ဒါရှိတယ်နော် Adidas ကူပါကိုလည်းခိုးစိမ်းအောင်ပြီနော်ဆိုတော့ဒီရောတော့ငါပယ်ကိုပယ်ရတော့ပါလိမ်မောရ YCDC ရောနော်ဒါဆွဲလိုက်ပါမယ်ပြတ်ပြရတာဆိုတော့ဟိုကြိုက်လာယူအောင်ကြိုက်တော့ရောဟာကြိုက်တော့နည်းနည်းပြန်ရှင်းအောင်လို့43မို့လဲ42 and half လောက်ရှိလားပါကြတယ်နည်းနည်းရှိအောင်အဲ့ဒါလည်းရှိနေမြင်နေလေဟိုပါပဲဟိုလောက်ကအကြောင်းလို့လေအဲ့ဒါကိုလဲရှိဘာမှရှိအဲ့ဒါကိုလဲရှိအေးအဲ့ဒါကိုလဲရှိတာအရောင်မတူတာပဲပါမရှိလားမရှိလားဟုတ်ခဏရှင်းထားလိုက်ကူပါမှာလည်းငါအဲ့အကြောင်းရှိကူပါမှာလည်းအဲ့အကြောင်းရှိခုနက green အထီးတော့ကွာလာမယ်ဒီလားဒါကွာလာအထီးလို့ရဒါကောင်းလားဟာမင်းအိနာပဲတော့ is ပဲရော
ဒီကောင်ဆိုလိုက်ပါတော့မယ်ဆက်တော့ရှင်းပါမယ်ဒါလည်းဘာလို့လဲဒါလည်း6ရကွင်းကြီး6ရတော်ပြီဖူဆယ်စိတ်လာကွင်းကြီးဘက်ကတော့ဖူဆယ်ဖက်နဲ့တော့ပြောတာဖူဆယ်ဖက်နဲ့တော့4ရရှိတိုတယ်ဘောလုံးနဲ့ပတ်သက်တာ12ရဖြစ်သွား12ရပြောတာကဲကျုံးပါပြီညောင်ပေါ်မှာကွင်းကြီးတောက်လျှောက်ကျုံးပါပြီဒီကောင်ကဖူဆယ် only မှာစောက်လေးဖူဆယ်လေးပဲလိုက်ကြည့်ရကွင်းကြီးမကြည့်ကောင်းနေတော့ပဲပန်နေရော ဒီဝေတူးလေးတော်တော်ကျန်လို့ပေါ့ ဘယ်လောက်တည်းလဲပန် 1600ဟို1050လောက်နဲ့ရ အော်1600တယ်မစိုးဘူးနော် ဆို ချိုးမိုင်းတော်တော်ရှော့တာနော် ဒီမှာ ဒီဇိုင်းဆောင်းသွားလို့တယ်လေ မနော် iPhone လိုပဲအဟောင်းတွေထွက်အစ်စ်တွေထွက်လာတယ်အစ်စ်ထွက်လာတယ် အဲ့အဟောင်းစီးပေါ့ကွာဟိုဆရာကြီးတယောက်ကဆရာကြီးတယောက်ကကြိုးစားနေတယ် ဟာ ဒီရောဒီဆိုင်မရတော့ဒါမရတော့ မဟုတ်ဒီကောင်နှစ်ခုလုံးကိုစိုက်ချခိုင်းလိုက်တာ အေးလေဒါမရတော့ မဟုတ်ရတယ် ဒါရတယ် ဒီကောင်ကိုအပြာရောင်မရတာ အော်ပန်အစင်းနှစ်ကြောင်းကအပြမရတော့ ပူမလေးမလားမသိ ဟာမင်းကသွားပြီးတော့ဂျိုးမားပန်လည်းအခုနောက်ပိုင်းထွက်လာလို့ရှင်အဲ့လိုလေးထွက်လာပြီခုအရင်တော့လို့မဟုတ်တော့ဘူးဘာလို့စီမှာရောက်နေတာ low quality တွေဖြစ်နေလို့ wave 2ကမင်းကလေဂျိုးမားပုံစံလေးတော့တူသေးတယ်နော် ဟုတ်တယ်ပြင်းများ ပူမထောင်မကြည့်လားခုစမ်းပါ ကျူး ဟုတ်လားဟောပူမသိမစည်းကြအောင်ခုစမ်း မတွေ့ရဘူးလေဘယ်မှာတွေ့ရ အေးနော်ဘယ်သူမှစည်းတာမတွေ့ ဘယ် ဘူး pro မှလည်းမရှိဘူးဒီဂျိုမာဘရိတ်ကလူနာကတိုးလောက်ထဲမှာပဲအိုင်မာနီ ဟမ် ဒါတွေလောက်ပဲ ဒီကောင်ကရှင်းပြလားရှင်းကက်ရယ်တိတ်ရယ်ဒီရှင်းကက်ရယ်ဒါတိတ်ရဒီတိတ် နှစ်ခုလုံးဒီလေးကိုဒီလေးကို တိတ်ရယ်ရှင်းကက်ရယ် ပန်တရံပါမယ် ပန်တရပါတယ်ပန်တရဘာလို့ပန်ကိုပြဟာဘာပန်လို့ခုနစီးကြီးအမဲလား ဟုတ်အဖြူ အဖြူလားဩနင်ယူတဲ့ဟာလား sorry ဒီအဖြူရောဖြူဆွဲလိုက်ဟောဒါဟိုမှာတော့တွေ့တော့တွေ့ရနော် တွေ့ ဘယ်လောက်ကြာလဲ တွေ့ပါဒီကောင်ကတော့ပဲ900ကျော်ပဲကြာတယ် 900ကျော်ဟောတွက်လိုက်ဘယ်လောက်ကြာလဲဟုတ်တယ်ဆိုတော့တသိန်းစိုးစိုးပေါ့ ဟုတ်တယ်နော်ဝင်းကျင်ပါပဲ ဟော950ဆိုတော့တသိန်းလေ9500မှာ10ဆိုတော့950တသိန်းအဲ့တော့တသိန်းဝန်းကျင်ပေါ့ဆိုပါဦးဟောပါလေ ပုံမှန်တွေ့နေရတယ်ခေါင်းပါပဲဒါပေမဲ့ ဈေးတန်လာဘူးဒီမှာတန်လာတသိန်းကျော်လောက်လေပြီးတော့လိုချင်တာတစ်ခါရရတယ် package က package ကချေးတစ်ခု package က အဲ့ဒီနေ ဒီအိတ်ရဖက်လက်ခုနပန်ရခုနပန်ရ အဲ့လို accessory နည်းနည်းဝယ်တဲ့အတွက်သူက promotion အနေနဲ့ဒီအိတ်ရဒီ shade တစ်ခုရဟို399ကျပ်နဲ့ပေးမယ် အော်တစ်ခုချင်းဆိုဘယ်လောက်လဲ ဒီအိတ်ကတစ်ခုချင်းဝယ်တာအစောနာမေးတော့995အော် အဲ့ဒါကို shade ကတော့ယူမရှိဘူး ကျကွာဆိုင်ရဈေး ဟိုအဲ့ဒါကိုဒီကောင်ကဖက်နှက်ဝယ်လို့အဓိကတော့ promotion ဟာ ဘယ် ကော တော့ င်း ကို လာ စကူပဲပေး လက်ဆောင်ထပ်ပေးမယ် အဲ့တော့တန်ဟုတ်တယ်ယူသေးတယ်အဲ့ယူသေးတယ် ဟို shade က150 ခြေက150 shade 150ဒီကောင်က995 ခုကအဲ့နှစ်ခုပေါင်း335နဲ့ရတာ399နဲ့ရ400ပေါ့အော်အေးယူပေါ့တန်တာပေါ့အဲ့တော့ငါတို့ဒီမှာဝယ်တဲ့အားသာချက်ပဲပေါ့ဒီမှာဝယ်ရတာဒီမှာထိုင်းဝယ်ရတဲ့အားသာချက်ပဲပေါ့ဒီ promotion တွေငါတို့ခံစားခွင့်ရတာ ဒီတော့တက်လာဟမ်၄လောက်လောက်တယ်၄လောက် အဲ့ကောင်4000 2000 ၄လောက်နဲ့ပေါ့ ဟော ကိုအခုဒီ outlet မှာ90ရာခိုင်နှုန်းချပြောလက်ကပေါင်းပိုက်တယ်ရှိသမျှအကုန်9ဒီဆိုင်လုံးမဟုတ်လေရှိသမျှအကုန်90ရာခိုင်နှုန်းလေပျော်ပြီလေကိုရအဲ့ဒီတက်ဆက်ကျိုးတွေဆိုတော့အဲ့တော့ဒီအိတ်ကမူရင်းကို2000လေအဲ့ဒါကို1000လဲရမယ်ဟိုမူရင်းကိုသူကမူရင်းကို2000 1000လဲရဆိုးလေကိုရအဲ့ဒီတက်အရှူးတွေတော့ကတော့ဒါ paradise ပဲတက်ဆိုလိုက်တော့အဲ့ဒီအိတ်တဲ့အဲ့ ကြည့်လိုက်လေရှင်းကြည့်လိုက် Have 43. Have only 46. အော် 46, 47. SS 43ရတယ်ရတယ်ပြီဆိုတော့ဘာမှမကျန်ဘူး ဘယ်လောက်ကြောင်4,000 4,000 2000လဲရ4,000 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 ကတ်ကတ် ဒီတော့လေမရောက်ကိုရှင်လိုက်ကိုပြီးတော့ထွက်လာပါပြီနေလိုက်ကိုပြီးထွက်လာပါပြီလေရောက်ကိုက just now ငါတမျိုးပဲရတယ်မင်းအများကြီးရမင်းတန်လေရမင်းတန်တယ်မင်းအများကြီးရမင်းတန်တယ်
ဒီအိတ်တွေရောဖက်နက်တွေရောချိတ်တွေရောအကုန်ရတယ်ဒီဘိုင်းဒီမှာလည်းလိုက်ပြပါစာဆုံးကြည့်ကြရပြီဒီမှာလည်း